အားလုံးပဲမင်္ဂလာပါရွှေရောင်မိုဘိုင်းနည်းပညာ channel လေးကနေပြန်လည်ကြိုဆိုပါရစေအားလုံးပဲမင်္ဂလာပါအခုကျွန်တော်မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ Waymoney အကောင့်ကိုကိုယ်တိုင်ဖွင့်နည်းလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ Waymoney ဖွင့်နည်းအစအဆုံးအသေးစိတ်ရှင်းပြပေးမှဖြစ်လို့စိတ်ဝင်စားရဲဆိုရင်တော့အဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်Sabas ပထမဆုံးအနေနဲ့ကျွန်တော်တို့ Waypay application မရှိသေးဘူးဆိုရင်တော့ Play Store တို့ဖြစ်ဖြစ် App Store တို့ဖြစ်ဖြစ်သွား download ရပါတယ် Search bar မှာ Waymoney လို့ရိုက်ရှာလိုက်ရင်တော့ Waymoney application လေးကြားလာမှာဖြစ်ပြီးတော့ install ဆိုတာလေးကိုနှိပ်ပြီးတော့ download ဆွဲပေးရမှာဖြစ်ပါတယ် download ဆွဲရလေး 100% ထိပြည့်တာလေးကိုတော့ခဏလေးစောင့်ပေးရပါမယ်အခုလိုမျိုး download ဆွဲတာပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ open ဆိုတာလေးကိုနှိပ်လိုက်ရင်တော့ application ထဲဝင်သွားမှာဖြစ်ပါတယ်ဒီလိုလေးပေါ်လာတယ်ဆိုရင်တော့ကျွန်တော်တို့ allow ဆိုတဲ့အပေါ်ကဟာလေးကိုနှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်ပထမဆုံးစာမျက်နှာမှာဒီလိုလေးပေါ်နေပါမယ်အပေါ်ကဒီမြင်းချောင်းလေးပြေးနေတာလေးကိုခဏလေးစောင့်ပေးရပါမယ်မြင်းချောင်းပြေးနေတာလေးပြည့်သွားပြီဆိုရင်တော့အကောင့်ဝင်စာရင်းသွင်းပြီဆိုတာလေးကိုနှိပ်ပေးရပါမယ်ဒီနေရာကိုရောက်လာပြီဆိုရင်တော့ကိုယ်အကောင့်ဖွင့်ခြင်းနဲ့ဖုန်းနံပါတ်လေးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးသွားရင်တော့စီကံနဲ့သတ်မှတ်ချက်များကိုသဘောတူပါစီဆိုတာလေးကိုအမှန်ချစ်ပြီးဆက်လုပ်ပါကိုနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ပင်နံပါတ်၄လုံး message ပို့ပေးလာမှာဖြစ်ပါတယ်ဒီနေရာမှာတော့ပင်နံပါတ်၄လုံးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကဏ္ဍ၄လုံးကိုရိုက်ထည့်ပြီးရင်တော့အတည်ပြုဖို့ခဏစောင့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ password ကိုကြိုက်နေတဲ့ကဏ္ဍ၄လုံးထားလို့ရပါတယ် password လေးကိုတော့နှစ်ခါနှိပ်ပေးရမှာဖြစ်ပါတယ်ပထမဆုံးကိုရိုက်တဲ့ password နဲ့တူနေရပါမယ်ဒီနေရာကိုရောက်လာရင်တော့ account တည်ပြုပါဆိုတာလေးကိုနှိပ်ပေးရပါမယ်ပြီးရင်ကျွန်တော်